အားလုံးပဲမင်္ဂလာပါဗျာထွန်းသက်ပြရကြိုးဆိုပါရစေဒီနေ့မှာတော့ဖုန်းပြောနေတဲ့အချိန်အရေးကြီးလိုအပ်လာရင်အတန်ဖိုင်းဥထားတဲ့နီလန်းလေးကိုကျွန်တော်မျှဝေပေးမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုအစအဆုံးကြည့်ပြပါဗျာပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဒီဖုန်း icon လေးရှိပါတယ်အဲ့နေရာလေးကိုနှိပ်လိုက်ပါဒီဖုန်း icon နဲ့ဝင်သွားရင်ဆိုရင်တော့ကျွန်တော်အပေါ်ဆုံးမှာရှိတဲ့မြင်းလေး၃ချောင်းလေးရှိပါတယ်ဒီနေရာလေးကိုထပ်ပြီးဝင်ပေးပါကျွန်တော်ရဲ့ဖုန်းကတော့ Redmi အမျိုးအစားနဲ့ပြပေးတာဖြစ်ပါတယ်တခြားဖုန်းတွေဆိုရင်တော့ setting အထားတူလေးတွေကွဲပြားနေရာလေးရှိနေပါတယ်ခင်ဗျာsetting နဲ့ရောက်သွားပြီဆိုတော့ဒီမှာ setting ဆိုတဲ့နေရာလေးပေါ့နော်ဒီထဲကိုထပ်ပြီးဝင်ပြီးပါဗျာဒီထဲကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ call record ဆိုတာလေးရှိပါတယ်ဒီနေရာလေးပါ call record ဆိုတာနေရာလေးရှိရတယ်အဲ့ဒီဝင်သွားပြီဆိုရင်တော့အောက်မှာရှိရတဲ့ automatically call record ဆိုတဲ့ဒီနေရာလေးနှစ်ခုပေါ့နော်ဒီနှစ်ခုကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ပထမဆုံးဒီအပေါ်ကဒီ automatically record unknown number ဆိုတာကိုနဲ့မသိတဲ့ဒီဇိမ်းတွေပေါ့နော်ကိုရဲ့ဖုန်းထဲမှာ contact ထဲမှာမှတ်မထားတဲ့ဒီဒီဇိမ်းတွေဒီဖုန်းခေါ်လာတဲ့ခါကျရင် record ဖတ်ထားခြင်းနဲ့ဆိုရင်တော့ဒီ button လေးကိုဖွင့်ပေးထားပါဗျာဒီကလို့မဖတ်ထားခြင်းဘူးဆိုရင်တော့ဒါလေးကိုနှိပ်ပြန်ပြီးတော့ပိတ်လိုက်ပါဗျာအောက်မှာရှိတဲ့ဟာကတော့ဒီဒီရွေးပြီးတော့မှတ်ခြင်းတယ်ဆိုရင်တော့ဒီ automatically record this number ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ဒီ button လေးကိုဖွင့်လိုက်ပါဖွင့်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ choose a contact ဆိုရင်ကိုယ့်ရဲ့ contact ထဲမှာရှိတဲ့ဘယ်ဖုန်းပေါ့နော်ဘယ်သူ့ကိုကဖုန်းလာတိုင်းအတန်ဖတ်ထားချင်တာလဲဆိုရင်ဒီနေရာလေးကိုရွေးချယ်လိုက်ပါကိုယ့်ရဲ့ဖုန်းဒီ contact ထဲမှာရှိတဲ့လူတွေပေါ့နော်အဲ့ထဲမှာကိုဘယ်သူဖုန်းဆက်တဲ့ခါကျရင်ကိုကအတန်ဖတ်ထားချင်တာလဲဆိုတာကိုကျွန်တော်တို့သိချင်တဲ့အတွက်ဒီအဲ့လူကိုရွေးချယ်ထားလိုက်လို့ရပါတယ်ဒီကလို့ပြန်ပိတ်ချင်တယ်ဆိုရင်ဒီ button လေးကိုပြန်ပိတ်လိုက်ပါဗျာဟုတ်ကဲ့ပါအဲ့ပြီးသွားရင်ကိုကဒီ record တွေဖမ်းပြီးသွားရင်ဆိုရင်ဘယ်ကိုသွားကြည့်ရမလဲဆိုရင်ကျွန်တော်တို့ဖုန်းထဲမှာရှိရဲဒီ file manager ထဲမှာရှိတဲ့ဒီမှာ music ဆိုတဲ့နေရာလေးပေါ့နော် file manager ထဲမှာရှိရဲဒီ music ဆိုတဲ့နေရာလေးမှာအဲ့ထဲဝင်လိုက်ပါနော်ဝင်လိုက်ပြီဆိုရင်ဒီမှာလာပြီးတော့ဒီမှာ record တွေပေါ့နော်ဒီဖုန်းနဲ့ပြောတဲ့ record တွေဒီထဲကိုရောက်လာမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ view လေးကတစုံတရာအကျိုးကျေးဇူးရှိမယ်ဆိုရင် like and share လုပ်ပြီးတော့ပါဗျာအားလုံးကျေးဇူးများတင်ပါတယ်ဗျာ